လေသမုဒရာတွေကညံအကောင်းဆုံးနဲ့အလှပါဆုံးအေယာမတတဝါကြီးတစ်မျိုးကြောင်းပြောပြမယ်။ဒါကတော့ Oceanic Manta Ray လို့ခေါ်တဲ့ငါးလေကြောက်ကြီးတွေပါပဲ။ပထမဆုံးသူတို့ရဲ့အရွယ်အစားကိုပဲကြည့်။တကယ်ကိုမယုံနိုင်စရာပဲ။တောင်ပန်လိုရင်ဘတ်စူးတောင်နေဆိုရင်အကျယ်ခွတ်မီတာပေနဲ့ဆို23ပေထိရှိနိုင်တယ်။ရေထဲမှာလေဟုန်စီးပြီးပြောင်းဝဲနေတဲ့မြင်ကွင်းကတကယ်ကိုလှပါလွန်းပါတယ်။ပြောလီသူတို့ရဲ့ကြောနဲ့ဘိုက်ပေါ်ကအဖြူမဲအမသားတွေကလူတွေရဲ့လက်ပွေရလိုပဲတကောင်ချင်းစီမှာကိုပိုင်ပုံစံနဲ့ထူးခြားနေတယ်။သူတို့ကပင်နေရာတွေမှာနေတယ်ဆိုတော့ကဘာတဝမ်းကအပူပိုင်းနဲ့တမပိုင်းပင်လေတွေမှာနေထိုင်ကြတယ်။ဟုတ်တယ်ကျွန်တော်တို့မြန်မာပင်လေတွေမှာတောင်တွေ့နိုင်တယ်။အများစုကတော့ကိုင်းဝေးပင်လေတွေမှာကျက်စားကြတာပေါ့။ဒီလောက်ကြီးမားပြီမဲ့သူတို့ကလုံးဝအန်ဒီရမရှိဘူးနော်။သူတို့ကရေစစ်စာသုံးတဲ့ filter feeder တွေပါ။ပါစချီကိုအကျယ်ကြီးဟာပြီးတော့ရေထဲမှာမျောနေတဲ့တတဝါငယ်လေးလေးဇိုပလန်ကန်ဒိုကိုစစ်ပြီးစားတာခေါင်းပေါ်ကဥချိုလို cephalic lobes တွေကအစာတွေကိုပါစက်ထဲဝင်အောင်လမ်းကြောင်းပေးတဲ့ပန်ကာလေးတွေလိုပဲနောက်ပြီးသူတို့ရဲ့ညံရီကလည်းထူးခြားတယ်မန်တာရီတွေကငါးမျိုးစစ်အလိုထဲမှာခနာကိုနဲ့ရင်ရင်အကြီးဆုံးဥနောက်ကိုပိုက်ဆိုင်ထားတာဒါကြောင့်အယမ်းညံကောင်းပြီးလူတွေကိုတောင်စူးစမ်းတတ်ကြတယ်ဒါပေမဲ့ဝမ်းနည်းစရာကတော့ဒီလိုညံမြင့်တဲ့တတဝါကြီးတွေဟာအခုမျိုးသူလူနီးပါအန်တွေနဲ့ရင်ဆိုင်နေရပြီးဒီပင်လေရဲ့အေယာမတ်တတဝါကြီးတွေကိုအတူတကွကာကွယ်ဆောင်ရှောက်ကြရအောင်